ဆက်လက်ကျင်းပပြုလုပ်မည့်အပိုင်းလိုက်နေရများကိုလည်းထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်းသတ်မှတ်ကြေညာထားသည်ဟု၍ဖော်ပြပါရှိပါရခင်ဗျာအော်ဟေးတို့တွေဒီနေ့ရွေးကောက်ပွဲမှာမိသားစုအစုံစုံညီညီနဲ့မဲသွားထည့်ကြရအောင်နော်ဟုတ်တယ်နော်ဖေကြီးဒါနဲ့ဖေကြီးဟာရောဘယ်ပါတီကိုမဲထည့်မှာတော့နိုင်ငံတိုးတက်အောင်လုပ်ပေးနိုင်မယ်အရေးအချင်းရှိတဲ့ကိုယ်စားလှယ်လောင်းဆိုရင်ဘယ်သူပဲဖြစ်ရွေးရမှာပဲတားတော့မလိုက်တော့ပါဘူးဖေရဲ့အဖေလိုပဲသွားလိုက်ကြပါတားလိုက်လို့ရှင်လေဘသူ့ကိုမဲပေးပြီးတော့မဲဘလို့ထဲလဲတားမှမသိတာပဲဟာမလိုက်လို့ရမလားတားရဲ့ဒီမှာဟေ့တော့တားမဲမပေးလိုက်တဲ့အတွက်တကယ်အရေးချင်းရှိတဲ့ကိုယ်စားလှယ်တွေမှာမဲတမဲဆုံးရှုံးသွားမယ်သားတို့ရဲ့အနာဂတ်တွေတဖေတို့မှာတာဝန်ရှိသလိုနောက်ဖြစ်လာမဲ့သားတို့ရဲ့မျိုးဆက်သစ်အတွက်သားတို့မှာလည်းတာဝန်ရှိတယ်အေးတို့နိုင်ငံကြီးတိုးတက်ဖို့အတွက်တို့အားလုံးမှာတာဝန်ရှိတယ်ဒီလိုတရားမျှတတဲ့ရွေးကောက်ပွဲကြီးမှာဥဒ္ဒချသက်တပွင့်အနေနဲ့ဒါပါဝင်တဲ့နေနော်ဟုတ်ကဲ့ပါဖေလိုက်လာရဲဆိုရင်ရောတားဘယ်လိုမျိုးမဲပေးရမှာမဲပေးတယ်ဆိုတာအစိုးရသတင်းထုတ်ပြန်ရေးဌာနတွေရေဒီယိုတွေရုပ်မြင်သံကြားတွေကနေပြီးတော့တရုတ်ပြအစီအစဉ်တွေကိုထုတ်လွှင့်တော့မှာမို့လို့ပြဋ္ဌာန်းထားတဲ့စီမင်းစည်းကမ်းတွေနဲ့ညီတိတိကျကျလိုက်နာပြီးတော့သားရွေးချယ်ခြင်းနဲ့ကိုယ်စားလှယ်တွေပါတီတွေကိုမဲပေးရမှာဖြစ်တဲ့အတွက်ဒါအတွက်စိတ်ပူစရာဘာမှမရှိဘူးကိုရွေးချယ်ခြင်းနဲ့ကိုယ်စလဲနဲ့ပါတီကြတော့ဘယ်လိုရွေးချယ်မှာကိုယ်စားလှယ်လောင်းရွေးချယ်တဲ့နေရာမှာအဂရိကင်းရမယ်ကိုရွေးချယ်ခြင်းနဲ့ပုဂ္ဂိုလ်ရဲ့သမိုင်းကြောင်းအရေးအချင်းစိတ်ဓာတ်အနစ်နာခံမှုပြည်သူပေါ်မှာအကျိုးပြုမှုအတွေးအခေါ်ရင့်ကျက်မှုဒါတွေကိုသိရှိအောင်လေ့လာထားပြီးတော့မှရဲရဲဝံ့ဝံ့နဲ့မတွေးဝေပဲသားကမဲပေးနိုင်ရမယ်ဒါမှတို့ရဲ့နိုင်ငံကြီးအမြန်ဆုံးဖွံ့ဖြိုးတိုးတက်ပြီးလာမဲ့အနာဂတ်မျိုးဆက်သစ်တွေအတွက်အဆင်သင့်ဖြစ်နေမှာမဲတပြားအပေးမှားတာနဲ့တိုင်းပြည်တွေအဖို့တန်နဲ့ကိုယ်စားလှယ်လောင်းတွေဆုံးရှုံးသွားမှာကိုတော့ဘယ်လိုဖြစ်မခံနိုင်ဘူးသားဟုတ်ကဲ့ပါဖေရွေးကောက်ပွဲနေကြရင်ဒါတို့မိသားစုစုံလေးနဲ့မဲပေးဖို့ဒါဆုံးဖြတ်လိုက်ပါတကယ်ချင်းတွေကိုလည်းဒီအကြောင်းအရာတွေတေချာရှင်းပြပြီးတော့မပြတ်မကွက်မဲပေးဖို့လည်း